ခါလေကြရင်လေဘဝမှာလမ်းပြောင်းနေလိုမျိုးအရာရာကိုအစနေပြန်စကျင်စိတ်မျိုးလေးဖြစ်ဖူးကြမှာပါဒီတစ်ခေါက်တော့အဲ့လိုခံစားနေရတဲ့အခါအားစိတ်တစ်ခွက်လိုဖြစ်စေမဲ့စာရေးဆရာမ Mon Halsey ရဲ့ Renew Redo စောက်ထဲကလမ်းညွှန်ချက်လေးတွေကိုအတူတူကြည့်ကြရအောင်ပါဒါကကိုဘဝကိုကိုယ်တိုင်ပြန်ပြီးပုံဖော်ဖို့အတွက်တကယ်လက်တွေ့ကျတဲ့လမ်းညွှန်တစ်ခုပါပဲဆိုတော့လေဒီခရီးကိုမစခင်မှာဒီစာသားလေးနဲ့အရင်ဆုံးအားမွေးလိုက်ကြရအောင်အချက်ကိုစကားပိတ်ပြီးအနာဂတ်စကားဖွင့်ဖို့ဆိုတာကပြောတော့တာလွဲတာလက်ကျွေမှာတော့ခက်ခဲနိုင်တာပေါ့ဒါပေမဲ့ဒီစာအုပ်ကပြောချင်တာကအရေးအကြီးဆုံးကအဲ့ဒီပထမဆုံးခြေတလန်းကိုလှမ်းဖို့တက်ကြည့်ရှိနဲ့ဆုံးဖြတ်ချလိုက်ဖို့ပါပဲကဲစာအုပ်ရဲ့ပထမဆုံးအထူးအချက်ကတော့ကိုဘဝဇလန်းကိုအသက်ပြန်ရေးဖို့အချိန်ရုပ်ပြီးဆိုတာပါပဲလူတိုင်းမှာကိုဘဝဇလန်းကိုစီရှိကြတာပဲလေဒါပေမဲ့အဲ့ဒီဇလန်ကိုမကြိုက်တော့ဘူးဆိုရင်တော့စာမျက်နှာအသက်လန့်ပြီးဇလန်အသက်ပြန်ရေးဖို့ဆုံးဖြတ်ရမယ့်အချိန်ပါပဲဒါကပထမဆုံးခြေလမ်းပါအဲ့ဒီတော့လေကိုအရင်ဆုံးဒီမိခွန်းလေးတစ်ခုပြန်မေးကြည့်ဖို့လိုတယ်ငါဘဝမှာအခန်းသစ်တစ်ခုစဖို့အချိန်တန်ပြီလားဆိုတာပေါ့အဲ့ဒီမိခွန်းကိုရိုးရိုးသားသားမေးလို့ဟုတ်တယ်ဆိုတဲ့ဖြေထွက်လာပြီဆိုရင်ကဲနောက်တစ်ဆင့်သွားဖို့အဆင်သင့်ဖြစ်ပြီပေါ့ဆုံးဖြတ်ချက်တော့ချပြီဆိုတော့ဘာဆက်လုပ်မလဲလက်တွေ့လို့ရမယ့်ပထမဆုံးအဆင့်ကတော့ဘဝကိုရှင်းလင်းပြဖို့ပါပဲစာမျက်နှာအသက်လန့်ချင်တယ်ဆိုရင်စာမျက်နှာဟုံးပေါ်ကမလိုအပ်တဲ့ຢာတွေကိုအရင်ဆုံးဖယ်ရှားပြဖို့လိုတယ်လေဒါကကိုပတ်ဝန်းကျင်ကပစ္စည်းတွေတမကဘူးစိတ်ထဲကအမိုက်တွေကိုပါဆိုလိုတာပါဒီစကားလေးကတကယ်ကိုမှတ်သားကြရပဲနော်ကိုအိမ်ကနေဖို့ပစ္စည်းတွေပုံထားဖို့မဟုတ်ဘူးတဲ့ဟုတ်တယ်မလားကိုခံရှုပ်ပွဲနေတဲ့နေ့ဆိုစိတ်ပါလဲရှုပ်နေတာမျိုးလေအဲ့ဒါကြောင့်စာအုပ်ကပြောတာကကိုနေတဲ့နေရာဟာကိုစိတ်ကိုပြန်ထက်ဟပ်နေတဲ့မှန်တစ်ချက်ပဲတဲ့စိတ်ရှင်းခြင်းရင်အိမ်ကိုအရင်ရှင်းရမယ်ပေါ့စာအုပ်ထဲမှာအကြစရာကောင်းတာဒီလိုလက်တွေ့ကြတဲ့ checklist လေးတွေထည့်ပေးထားတာပဲဟုတ်တယ်လေအိမ်ဒီလုံးကိုတစ်ခါလဲရှင်းမယ်ဆိုတာတွေးကြည့်တာနဲ့တင်မောနေတယ်ဒါမဲ့ဒီလိုမျိုးအခန်းရည်ရှင်းမယ်ပြီးမှမိဖို့ချောင်ရှင်းမယ်ဆိုပြီးအပိုင်လေးတွေခွဲလိုက်တော့လွှဲရကန်ရတာလဲပေါ်သွားတယ်အောင်မြင်ဖို့လဲပိုလွယ်သွားတာပေါ့ဒါမဲ့လေရှင်းလင်းနေဆိုတာကပစ္စည်းအဟောင်းတွေလွင့်ဖြစ်တာတခုတည်းကိုဖြောတာမဟုတ်ဘူးနော်အဲ့ဒီချက်အများကြီးပူနေနေတယ်ကိုစိတ်ဖြီးစည်းစေတဲ့အတိတ်ကအဖြစ်ဖြစ်တယ်မရောက်သေးတဲ့အနာဂတ်ကပူလောင်နေတာတွေအဲ့ဒီလိုစိတ်ထဲကဝန်းချုပ်ဝန်းပိုးတွေကိုပါလွတ်ချဖြစ်ဖို့လိုတယ်လို့စာအုပ်ကဆိုလိုချင်တာပါကဲအဟောင်းတွေရှင်းဒီနေရာလွတ်တွေရလာပြီဆိုတော့အဲ့ဒီနေရာလွတ်မှာဘာနဲ့ပြင်ဖြစ်မလဲအရေးကြီးလာပြီနော်ဒီနေရာမှာရည်ရွယ်ချက်ဆိုတဲ့အရာရဲ့ဆွမ်းအားကဝင်လာတာပါပဲကိုဇလန်တစ်ကိုရည်ရွယ်ချက်ရှိဘယ်လိုတည်ဆောက်မလဲဆိုတာကြည့်လိုက်ရအောင်ဒီအချက်ကဒီစာအုပ်ရဲ့အဓိက message တွေကတခုရဲ့ကိုရည်ရွယ်ချက်ကရှင်းလင်းနေတဲ့အခါတွားရမယ့်လမ်းကလည်းအလိုလိုရှင်းသွားတယ်တဲ့ရှင်းလေးပဲမြေပုံပေါ်မှာကိုတွားချင်တဲ့နေရာကိုအတိအကျအမှတ်ချစ်ထားနေတာနဲ့တူတူပဲပေါ့အဲ့လိုရည်ရွယ်ချက်ဆိုလို့ရှိရင်ကြီးမားမားတွေချက်ချင်းစဉ်းစားစရာမလိုပါဘူးမနဲ့ရထားမှဒီနေ့တော့ကျင်နာနေမယ်ဒီနေ့တော့ကိုပန်းတိုင်အတွက်ခြေထလားမဲ့ဖြစ်လှမ်းမယ်ဆိုတော့ရည်ရွယ်ချက်တီးလေးတွေကတစ်နေ့လုံးအတွက်လမ်းကြောင်းပေးနိုင်တယ်ဒီလိုနေတိုင်းလှုပ်သွားတဲ့အလေးအချင်းလေးတွေကလည်းပဲကြီးမားတဲ့ပြောင်းလဲမှုတွေအတွက်အရှိန်ရလာတာပါရည်ရွယ်ချက်တွေလည်းရှိပြီဆိုတော့အဲ့ဓာတွေပေါ်အကောင့်ထည့်ဖို့အရေးကြီးဆုံးလူကဘာသူထင်မလဲစဉ်းစားကြည့်လေတခြားသူတယောက်ရောက်လားမဟုတ်ပါဘူးကိုယ်တိုင်ပဲပေါ့ဒါကြောင့်မို့ကိုဦးစားပေးပြီးကိုစွမ်းအားကိုပြန်ယူဖို့ကဒီခရီးရဲ့အတင်းလုံးမဲ့လို့ပြောလို့ရတယ်ဒီမှာအရေးကြီးတဲ့သတိပေးချက်တစ်ခုရှိတယ်ကိုပြန်ဒီစောင့်နေတော့မှအဖြစ်အများဆုံးအမားတစ်ခုကဘာလဲတိလားတခြားလူတွေရဲ့အမြင်တွေသူတို့ရဲ့မျောလင်းချက်တွေကြားထဲမှာကိုဘသူလဲဆိုတာပျောက်သွားတတ်တာပဲစာအုပ်ထဲကဒီပုံလေးကိုကြည့်လိုက်ပါတကယ်ကိုအားရှိစေတယ်သူကဘာကိုပြထားလဲဆိုတော့တချမ်းမာကကိုလုံးဝထိန်းချုပ်လို့မရတဲ့အရာတွေပေါ့ဥပမာတခြားသူတွေကိုဘယ်လိုမြင်လဲဆိုတာမျိုးညိုတချမ်းမာကြတော့ကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့အရာတွေကိုရဲ့စိတ်ထားကိုရဲ့ကျဉ်းမှုလိုမျိုးပေါ့အဲ့ဒီတော့ကိုစွမ်းရင်ကိုဘယ်ဘက်မှာသုံးရမလဲဆိုတာရှင်းလင်းမြင်သွားစေတယ်အဆုံးမှာတော့ဒီစကားလေးကအားလုံးကိုအနစ်ချုပ်သွားတယ်ကိုလိုချင်တာအကုန်လုံးကိုဘသူကပေးမှလဲတဲ့အဖေကရှင်းလေးပဲကိုယ်တိုင်ပဲကိုပဲအားကိုးရမယ်ဆိုတဲ့ message ကိုတိကျကျပေးသွားတာပါကဲနောက်ဆုံးတစ်ပိုင်းကတော့မြတ်တဲ့ဘဝနေထိုင်မှုပုံစံပါပဲကိုဘဝကိုတိဆောက်တယ်ဆိုတာတခါတည်းနဲ့အပြီးဖြတ်လုပ်လို့ရတဲ့ຢာမျိုးမှမဟုတ်တာနော်ဒါကပန်းတိုင်တစ်ခုမဟုတ်ဘူးနေ့စဉ်နဲ့အမျှဂရုစိုက်နေရမယ့်ခီးရှည်ကြီးတစ်ခုပါလို့စာအုပ်ကအဆုံးသတ်မှတင်ပြထားတယ်စာအုပ်ထဲကဒီဥမာလေးကတော်တော်လာတယ်ကိုခွက်ကိုဖြေပါတဲ့စဉ်းစားကြည့်လေကျွန်တော်တို့တယောက်ချင်းစီမှာစွမ်းရည်လေးထည့်ထားရဲ့ခွက်တစ်ခုစီရှိတယ်ဆိုပါစို့တခြားသူတွေကတစ်ခုခုကူညီဖို့အလုပ်တွေလုပ်ဖို့ဆိုရင်အရေးဆုံးကိုခွက်ကိုအရင်ဖြေတာဖို့လိုတယ်မလားခွက်ထဲမှာဘာမှမရှိဘဲနဲ့ဘလို့လောက်လိုက်ငဲ့ပေးနိုင်ပါလဲနော်ဆိုတော့ကိုခွက်ကိုဘလို့ဖြေကြမလဲစာအုပ်ကအကြံပြုထားတာတွေကရိုးရှင်းပြီးလက်တွေ့ကြတယ်
အေးဝဝအိတ်တာနေအောင်ကြီးခန္ဓာရှည်များတောက်တာလေ့ကျင့်ခန်းလုပ်တာမျိုးတွေပေါ့ဒါကဘာကိုပြလဲဆိုတော့များသားတဲ့ဘဝဆိုတာအကြီးကြီးတွေလုံးမရတာမဟုတ်ပဲဒီတော့တေးသေးလေးတွေနေတိုင်းမှမလွတ်တဲ့အချင်းကောင်လေးတွေကနေတီးဆုပ်ထားတာပါလို့ပြောနေတာပါပဲ ကဲအဆုံးသတ်အနေနဲ့ဒီစာလေးကိုကြည့်လိုက်ကြရအောင်ကိုပြန်ရေးတဲ့စာတစ်စောင်းလို့ပဲနော်ဒီ renew reduce ဆိုတဲ့ခရီးတစ်ခုလုံးကအဆုံးစုံမှာတော့ကိုပြန်ပြီးကျင်နာတတ်ဖို့ကိုယုံကြည်မှုရှိဖို့ဆိုတဲ့စီကိုပဲပြန်ရောက်သွားတာပါဆိုတော့အားလုံးအတွက်မင်းဟောလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါမယ်ကိုဘွားရဲ့စာမျက်နှာအသက်ကိုလှမ်းဖို့အစင်းသစ်ဖြစ်နေကြပြီလား